ကဲအားလုံးမင်္ဂလာနာနဲ့ခင်းလေးပါဒီနေ့ကလည်းတစ်6ပြိတ်တော့တင်ပေးလိုက်တာပဲเนาะဒါပေမဲ့တစ်ပြိတ်ကလုံးကန်လွဲနေကျွန်တော်တို့ဒီမှာဒါလေးတော့6ပြိတ်ကိုပြောခြင်းတယ်เนาะ6ပြိတ်ပေါ့6ပြိတ်เนาะပါဝါလဲကြဒီမှာဆိုရင်လည်းကျွန်တော်တို့ပါဝါကြပြီးရင်ကျွန်တော်တို့6ပြိတ်เนาะ6ပြိတ်အပူလည်းရှိတယ်ဒီပြင်မှာဆိုရင်လည်းကျွန်တော်တို့ဗုဒ္ဓဟူးနေ့က6ပြိတ်เนาะအပူရှိတယ်ပေါ့เนาะဒီမှာလည်းပါဝါကျွန်တော်တို့ဒီမှာ6ပြိတ်ပေါ့เนาะ6ပြိတ်ကိုပြောခြင်းတယ်အဲ့ဒါဒီမှာကျွန်တော်တို့ဗုဒ္ဓဟူးတရက်စာ6ပြိတ်ထိုးပေးရเนาะအဲ့ဒါလေးကိုတော့ကြည့်ပါเนาะဗုဒ္ဓဟူးတရက်စာမှာ6ပြိတ်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 เนาะအဲ့တပတ်စာရဲ့3သက်ချက်ကျွန်တော်ပြောသွားတဲ့ပရိတ်တမ်းမှာကကျွန်တော်တို့ကြံပရိတ်เนาะကြံတဲ့ပရိတ်က648ဆိုတော့ကျွန်တော်တို့4ပရိတ်လည်းထွက်ပြီเนาะ10ပရိတ်လည်းထွက်ပြီပေါ့အဲ့ဒါမှကျွန်တော်ပေးတော့တာဒီတစ်ကွက်ပါသွားတယ်เนาะကျွန်တော်တို့5ပတ်ဒီเนาะ5ပတ်ဒီပေးတာဒီမှာ35တိကျန်နေတယ်เนาะအဲ့တော့ပရိတ်က6နဲ့ခွန်းနဲ့ဒီမှာเนาะ6ပရိတ်မှာ15နဲ့24 25နဲ့89เนาะမနေ့က8နောက်ပိတ်နဲ့ခွန်8လို့ပေးလိုက်တာ68တယ်เนาะ68လို့ထွက်သွားအဲ့တော့ viewer လည်းမစောင့်ပါဘူးเนาะ viewer မစောင့်တော့ဘူးကျွန်တော်တို့ဒီမှာ4ရယ်6ရယ်ပေါင်းရင်35เนาะ35တစ်လုံးဒီမှာကြအဲ့ဒါကိုမှကျွန်တော်တို့ဒီမှာ164တဲ့ပေါင်းရင်1ပါဝါ6တစ်ထိုင်းက8เนาะတနည်းကုန်ပရိတ်ပေါ့เนาะဒါအဲ့ချိန်မှာကျွန်တော်တို့35ပါတော့16ပရိတ်ကဒီမှာ56လို့ကြနောက်တစ်ပင်မှာလဲကျွန်တော်တို့ဒီတိုင်းပဲ6ရယ်5ရယ်ပေါင်းရင်16ကတစ်လုံးနဲ့เนาะဒီမှာကြအဲ့ဒါကိုမှကျွန်တော်တို့ပရိတ်ကဒီမှာเนาะ3959ပေါင်းရင်5ပါဝါ3ည5ထိုင်းက3 5 3ည3တနည်းကုန်ကြပေးရမယ်เนาะဒီမှာ8ဒီမှာကြအဲ့တော့ကျွန်တော်တို့က16 1 chain နဲ့5 3ည3ပရိတ်မှာ14လို့ကြเนาะ14လို့ကြအဲ့မှာညမှာကျွန်တော်တို့3ပရိတ်နဲ့1လို့လာကြအဲ့တော့နောက်တစ်ပင်ကိုကျွန်တော်တို့သွားမယ်နောက်တစ်ပင်မှာကကျွန်တော်တို့4ရယ်ပေါင်းရင်83တစ်လုံး83တစ်လုံးကိုမှကျွန်တော်တို့849ပေါင်းရင်168ပရိတ်တဲ့เนาะအဲကျွန်တော်8ပရိတ်ဖမ်းလိုက်တဲ့အပတ်ပေါ့6ထိတ်နဲ့6ပရိတ်ပဲပြန်ကြပါเนาะအဲ့တော့383ဝန်းရှိနဲ့6တစ်ပရိတ်မှာ33လို့လာထွက်တယ်เนาะနောက်တစ်ပင်ကိုဆက်သွားလိုက်မယ်ကျွန်တော်တို့ဒီမှာဒါဒီပင်ကတော့အောင်ပါတယ်ကျွန်တော်တင်ပေးလိုက်တာ3ရယ်9ရယ်ပေါင်းရင်3ည5ကတစ်လုံးနဲ့ဒီပင်လေးမှာကြာအဲ့ဒါကိုမှကျွန်တော်တို့ပရိတ်က3ခွန်ပေါင်းရင်ခွန်2 3ညပရိတ်ကစားပေးရမယ်တဲ့တနေ့ကုန်เนาะအဲ့ချိန်မှာကျွန်တော်တို့က3ည5ဝန်းချင်းနဲ့ခွန်2ပရိတ်မှာ20လို့လာထွက်တယ်ညမှာကတော့3ညပရိတ်နဲ့ဒီမှာခွန်3လို့ထွက်တယ်အခုဒီတပင်လေးကိုတော့အသေးချာကြည့်ပါเนาะဒီတပင်ကတော့ထူးခြားတဲ့အပင်ဖြစ်သွားပြီ
3ညရဲ့8ရဲ့ပေါင်းရင်8 3ကတစ်လုံးအဲ8 3တစ်လုံးကိုမှကျွန်တော်တို့ဒီမှာက9 6 5ပေါင်းရင်6 1 9 break နော်6 1 9 break အဲဆိုရင်ကျွန်တော်တို့စီကြည့်လိုက်မယ်နော်စီကြည့်လိုက်မယ်3 8 1 chain နဲ့6 1 9မှာကျွန်တော်တို့83 88 33နော်ဒီလိုထွက်အဲ့တော့နောက်တစ်ချက်က6 break နော်ဒါကျွန်တော်တို့6 1 break ကို831 chain နဲ့83 88 33ဒါပဲရတယ်နော်အဲ့ကျွန်တော်တို့ဒီ6 break လေးနဲ့တစ်ချက်စီလိုက်မယ်ဆိုရင်831 chain ဆိုရင်ကျွန်တော်တို့ဒီနားလေးမှာ80နဲ့1 30နဲ့6နော်ဒီလိုရတယ်ဗျနော်အဲ့လိုရတဲ့အချိန်မှာကျွန်တော်အကြိုက်ဆုံးကျွန်တော်တစ်ကွက်ရွေးမယ်နော်ကျွန်တော်အကြိုက်ဆုံးကကျွန်တော်6 break ကြိုက်တယ်ပေါ့နော်6 break ကြိုက်တာဖြစ်တဲ့အတွက်ဗုဒ္ဓဟူးနေ့မှာ6 break အဲ့နှစ်ကွက်ကြိုက်နော်အဲ့နှစ်ကွက်ကိုကြိုက်ပါတယ်33နဲ့88နဲ့33ဒီနှစ်ကွက်ကြိုက်နော်ကဲဒါလေးကိုကြည့်ပါနော်အဲ့ထဲမှာကျွန်တော်88နဲ့33ကိုကြိုက်ကျန်တာကတော့38 83 81 36ကျန်တာကတော့ဒီနေ့ဇယားနဲ့ဆိုရင်ကျွန်တော်တို့4 2 4 2နဲ့5 1ကဒါကိုပေးတာနော်ကျွန်တော်တို့1 5 2 4နော်ဗုဒ္ဓဟူးနေ့မှာ1 5နဲ့2 4တစ်ခွက်ထွက်ပေးရမယ်ဒီမှာလည်းဒီတိုင်းပဲဗုဒ္ဓဟူးနေ့မှာ42ဒီဗုဒ္ဓဟူးနေ့မှာဆိုရင်လည်း51ဒီဘက်ဗုဒ္ဓဟူးမှာလည်းကျွန်တော်တို့51အဲ့တော့ဒီမှာ2 4နဲ့5 1နော်အဲ့နှစ်ကွက်ထည့်ပေးပါတယ်ကဲဒါလေးကိုရိုက်ပါနော်ဒါလေးကိုရိုက်ပါအားလုံးအဆင်ပြေကြပါစေနော်